ခန်းကောပန်းပုံလေးပေါ့အဲ့ဒီပုံလေးကိုမဲလိုက်ပေးမယ်ဆိုပြီးတော့ကျွန်တော်တိုင်းမှာတင်လာတာအဲ့မဲလိုက်ဖို့အတွက်လာရောက်တဲ့သူကတော့3ယောက်ရှိတယ်လူတွေလည်းဆိုတော့နံပါတ်1ကထဲနန္ဒာဆိုနံပါတ်2ကသိန်းလက်အောင်နံပါတ်3ကမြတ်စုမွန်အားလုံးတော့ရှိတယ်ဒီကန်းကောပန်းလေးပေါ့ကန်းကောပန်းလေးကိုတို့ကန်ဆယ်ရတာပါကျွန်တော်မဲလိုက်မယ်ဆိုပြီးတော့အခုမှပဲနှိုက်ဖြစ်တော့တယ်အခုတော့မဲလေးကလေးတွေလုပ်လိုက်အောင်မယ်ကျွန်တော်မဲလေး3လေးရှိသွားပြီမဲလိုက်ပြလိုက်ดูရမယ်ပေါ့တူလောက်တာလေဘတူလေအော်မျက်စုမွန်နဲ့နံပါတ်3မျက်စုမွန်ပဲဒါကန်ထူးတော့ပါမျက်စုမွန်